မခံစားတတ်ရင်ကောင်းမယ်ဆိုတဲ့ခေါင်းစဉ်လေးပါအဲ့တော့ဘုန်းကြီးတို့တွေရဲ့30ပုံလူသားများလောကီလူသားများတရားမရသေးကြသောတရားအရေးကိုမခိုတတ်သေးကြသောလူသားအလုံးတရှိအလုံးခံစားတယ်ဝန်တာစရာရှိရင်လည်းပဲဝန်တာကြတာပဲဝန်နေစရာရှိရင်ဝန်နေကြတယ်ရည်စရာရှိရင်ရည်ကြတယ်ငိုစရာရှိရင်ငိုကြပြန်ရောအဲ့တော့အခန်းစားချက်တွေကနှိမ်ကြီးမြင့်ကြီးမျိုးစုံခံစားနေကြဘဝတစ်ခုရထားရင်ဒီလိုမျိုးခံစားရတယ်ဆိုတာမလွဲမသွေကြုံရတာပဲအကောင်းတွေခံစားလို့ပြောရတယ်စိတ်ကျဉ်နေရတယ်ဆိုရင်မသိတာပဲမဲ့အဆိုးတွေစက်တိုက်ကြုံရတဲ့အခါမျိုးကြုံဘူးတဲ့သူတွေသိတယ်အဆိုးကြုံနေဆိုတာဘဝအတွက်ပရမခြေလမ်းတွေလှမ်းနေတဲ့အချိန်တွေနှိမ်ကြနေတဲ့အခြေအနေတွေအဲ့ဒီကာလတွေမှာတော်တော်လေးခံစားချက်တွေဆုံဆက်ကြတယ်တော်တော်လေးလဲကြုံရတယ်အတွေ့အကြုံလည်းအများကြီးရတယ်လောကကပေးတဲ့သင်ခန်းစာတွေလည်းအများကြီးရတယ်အဲ့သင်ခန်းစာတွေကသင်ယူလို့မကုန်နိုင်ဘူးဆိုပေမဲ့တခါတလေကျရင်မသင်ယူခြင်းတော့မတွေ့ခြင်းတော့မကြုံခြင်းတော့ကောင်းတာလေးခဏလောက်ခံစားလိုက်တော်တော်ကြာဆိုးတာလေးခံစားလိုက်ရကောင်းတာလေးခဏလောက်မြင်လိုက်တော်တော်ကြာအဆိုးတွေမြင်လိုက်မတွေ့ခြင်းတော့မကြုံခြင်းတော့ဘူးဆိုတာမျိုးကြုံကြလိမ့်မယ်ခံစားချက်မရှိရင်ကောင်းမယ်မခံစားတတ်တော့ရင်ကောင်းမယ်လို့ညည်းကြတယ်အဲ့ဒါတယောက်ချင်းညည်းတာမဟုတ်လူအများစုဒါပေမဲ့ချွင်းချက်အနေနဲ့ပြောမယ်တချို့ကကိုခံစားနေရတာကိုဘလို့ညည်းရမှန်းတော့မသိတဲ့ကိုကိုသူများကနင်းနေတာလားနှိပ်စက်နေတာလားတော့နားမလည်နိုင်တဲ့လူအန္တဆိုတာမျိုးကတတ်ရှိတယ်သူတို့တွေဒီထဲမှာမပါဘူးအခုဒီမှာပြောနေတာကနာရင်နာမှန်းသိတယ်တာရင်တာမှန်းသိတယ်လူတွေအတွက်ကိုပြောတာအဲ့တော့ကိုနာပြီဆိုတဲ့အခါတွေမခံစားနိုင်ကြဆုံးရှုံးမှုတွေလူဆုံးရှုံးမယ်ငွေဆုံးရှုံးမယ်ဥစ္စာဆုံးရှုံးမယ်ပိုင်ဆိုင်မှုဆုံးရှုံးမယ်နေမြေဆုံးရှုံးမယ်ဂုဏ်သိက္ခာဆုံးရှုံးမယ်ကိုယ့်ရဲ့အရေးချင်းဆုံးရှုံးမယ်အများကြီးပဲဆုံးရှုံးစရာတွေအများကြီးဒီလိုမျိုးတွေဆုံးရှုံးမှုတွေနဲ့ကြုံတဲ့အချိန်မှာခံစားရတယ်ဆိုတာခံစားမှုသူတွေမှသိတာအရန်ဆိုးတယ်တေကွဲကွဲလို့ခံစားရတာတွေချစ်တဲ့သူတယောက်ကဥပိ္ပခပြုတာကိုခံရလို့ခံစားရတာတွေကိုယ်ပြန်မချစ်ဘူးဆိုတဲ့အရာမျိုးပေါ့ကိုလိုချင်တာမရတာတွေပေါ့ဒီလိုမျိုးဖြစ်တဲ့အခါမှာဒီလိုဘာမှမဖြစ်ပဲမခံစားပဲနေနိုင်ရင်ကောင်းပါပဲလို့တောင်းတာမခံစားတတ်ရင်ကောင်းမယ်မှန်တယ်အဲ့ဒီခံစားရတာတွေတန်တရာရှည်ခဲ့လုံးလို့မြတ်စွာဘုရားကတရားပြတယ်ကောင်းလဲမကြိုက်နဲ့မကောင်းလဲစိတ်မဆိုးနဲ့တနည်းပဲပေးလိုက်တာမြင်မြင်ကြားကြားဘယ်သူနဲ့တွေ့တွေ့ဘာစကားပဲနားထောင်ရဘယ်နေရာမှာပဲနေရဘယ်လိုလူနဲ့ပဲပေါင်းရကောင်းလဲမตายရနဲ့မကောင်းလဲစိတ်မပြတ်နဲ့ဥပိ္ပခာပြုပြီးတော့အညီအမျှရှုပြီးတော့ကြုံစရာရှိလို့ကြုံတယ်ပြောစရာရှိလို့ပြောနေတယ်လှုပ်စရာရှိလို့လှုပ်တယ်စားရမှာမလို့စားတယ်အဲ့လိုပုံစံမျိုးနဲ့နေရမယ်ဒါဆိုရင်မခံစားတတ်တော့ဘူးဆိုတဲ့ပုံစံမျိုးဥပိ္ပခာနဲ့ပဲနေတော့တာအဲ့ဒါကိုမခံစားတတ်တော့တာလို့ခေါ်တယ်မချစ်တော့ဘူးမမုန်းတော့မေတ္တာပဲရှိမယ်ဥပိ္ပခာပဲရှိမယ်ပြမစိုးတရားတွေပဲကျင့်သုံးတော့မှာအဲ့တော့မှအေးချမ်းလိမ့်မယ်ကဘာသူကဘာသာအပေါင်းမခံစားကျင်တော့ရင်တရားမြတ်နှလုံးသွင်းပါတရားကြောင့်အေးကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ